ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပတ်ပေးမှာတော့ကျွန်တော်ဒီ FNC Mobile Application ပေါ့နော်ကျွန်တော်တို့ Play Store မှာပတ်စံဝယ်ပြီးတော့သုံးရတယ်ပတ်စံနဲ့ဝယ်ပြီးတော့သုံးရတယ်ကျွန်တော်တခြားတော့မှဆိုရင် fee သုံးရတယ်မ fee သုံးနဲ့ download လုပ်တဲ့အချိန်မျိုးမှာ install တင်တဲ့အခါမျိုးမှာဘယ်လိုမျိုးလေးတွေပေါ်လဲဆိုတော့ကျွန်တော်ပြပေးမယ်ဟိုမှာဟိုဒီလိုမျိုးလေးပေါ့ download ပြီးသွားပြီကျွန်တော်တို့ application install တင်လို့မရဘူးပေါ့အဲ့လိုမျိုးလေးပေါ်တယ်နောက်တစ်ခုကြာလို့ရှိရင်ကျွန်တော်ဘယ်လိုပုံစံမျိုးလေးဆိုဒီလိုမျိုးလေးပေါ့ဆိုဒီ software ကပေါ့နော်ကျွန်တော်ဒီဖုန်းနဲ့ support မဖြစ်ဘူးပေါ့ okay အဲ့လိုကျွန်တော်ကြောရှိမှာတင်တန်းလာခြင်းတန်းမှာအဲ့လိုမျိုးဂျုံတဲ့ error လေးတွေပေါ့နော်ကျွန်တော်ဖြည့်ရှင်းပေးခဲ့တယ်မိတ်ဆွေတွေအတွက်လည်းဘူးတူရရအောင်ကိုဖုန်းပြောင်းတဲ့အချိန်မှာဒီလိုဖုန်းလေးတွေနဲ့တိုးလာခဲ့လို့ရှိရင်ဘယ်လိုမျိုးလေးတွေလှည့်ထည့်မယ်ဆိုတာမျိုးလေးပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီအပြင်ကနေ download လုပ်ဒီလိုမျိုး error လေးဂျုံလာတာ Play Store ကနေဝယ်ပြီးတော့ download မယ်ဆိုရင်သူ့ဖုန်းနဲ့သူကိုက်တဲ့ဟာကို Play Store ကနေပြီးတော့ထုတ်ပေးလိုက်မှာအဲ့အတွက်အဆင်ပြေတယ်အခုကျွန်တော်အပြင်ကနေထည့်တဲ့အတွက်အဲ့လိုမျိုးအဆင်ပြေရလေးတွေရှိတယ်အဲ့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ပထမဆုံးကျွန်တော်တို့ဖုန်းကဥမာဖုန်းတစ်လုံးမှာဆိုရင်ကျွန်တော်တို့32 bit ဆိုတာရှိရယ်64 bit ဆိုတာရှိရယ်ကျွန်တော်တို့ကွန်ပျူတာတို့ PC တို့မှာပေါ့နော်အဲဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးပဲ32 bit 64 bit အဲ့လိုမျိုးတွေရှိတယ်ကျွန်တော်တို့ဖုန်းတွေမှာလည်းအဲ့တိုင်းပဲ32 bit ရှိရယ်64 bit ရှိရယ်အဲ့တော့ခုနောက်ပိုင်းထွက်တဲ့ version တွေကဘယ်အတွက် supporting ဖြစ်လဲဆိုရင်64 bit အတွက် supporting ဖြစ်တယ်32 bit အတွက် supporting မဖြစ်ဘူးအဲ့တော့ကျွန်တော်တို့တခြား version တွေပြောင်းပြီးတော့သုံးရတယ်ဥပမာကျွန်တော်64 bit ကတော်တော်များများဖုန်းအလုံး100ရှိရင်80လောက်က64 bit ပဲဒါပေမဲ့ထူးထူးခြားခြားကြုံရတဲ့ကျွန်တော်ကြုံခဲ့တဲ့ဖုန်းလေးနှလုံးကြောင်းကျွန်တော်ပြောပြမယ်ပထမတစ်ခုကတော့ဒီကိုကြီးကင်တဲ့ဖုန်းဆိုရင်ပေါ့နော်ဒီကိုကြီးကင်တဲ့ဖုန်းဆိုရင်ဒီကောင်က 9A 9O မှာကျွန်တော်ပထမဆုံး64 bit application ပေးလိုက်တယ်အဲ့အချိန်မှာဒီလိုမျိုးပေါ်နေရပေါ့အဲ့အချိန်မှာကျွန်တော်ကနေပြီးတော့32 bit အတွက်ဒီ9 အတွက်ပေါ့32 bit ကိုကျွန်တော်ပေးလိုက်တယ်အဲ့မှာတင်တဲ့အချိန်မှာလုံးဝ okay သွားတယ်အဆင်ပြေသွားတယ်နော်ပြီးရင်ဒီကိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတင်တဲ့လာအပ်တယ်ပြီးတော့ဒီ application ထည့်တဲ့အချိန်မှာခုနလိုမျိုးပဲဒီလိုမျိုး error လေးကြုံရပေါ့ကျွန်တော်တို့ဒီ application နဲ့ support မဖြစ်ဘူးပေါ့โอเคအဲ့တော့ကျွန်တော်တို့ဘာလိုမျိုးလေးလုပ်ပြလဲဆိုတော့ဒီကောင်ရဲ့ model လေးကကြာရောRedmi A5 Redmi A5 လေးပေါ့နော် A5 ဆိုရင်ခုနောက်ပိုင်းမှာပေါ်တဲ့လုံးလေးတွေ Redmi 9 လောက်ကတော့ကြာပြီโอเคအဲ့လိုမျိုးမှာကိုယ့်ရဲ့ဖုန်းက32 bit လား64 bit လားသိချင်လို့ရှိရင်ကျွန်တော် Play Store ကနေပြီးတော့ဒီမယ်ဒီ file လေးကို down ပြီးတော့64 bit checker ဆိုပြီး icon လေးကို install တင်ပြီးတော့ကိုဖုန်းနဲ့ကို check လုပ်ကြည့်လိုက်ရှင်ကိုဖုန်းကဒါဆိုရင်64 bit ဆိုတဲ့ဖုန်းပေါ်တဲ့ပုံစံလေးပေါ့နော်ပြီးရင်ကျွန်တော်တို့တချို့ကောင်လေးဆို32 bit လို့ပေါ်လိမ့်မယ်အဲဆို32 bit ဆိုရင်တော့ software ရွေးတယ်64 bit ဆိုရင်တော့ software မရွေးဘူးအဲဒါကျွန်တော်တို့မိတ်ဆွေတွေအတွက်ဖုန်းတွေအပြောင်းလဲလုပ်တဲ့အချိန်မှာအဆင်ပြေအောင်လုပ်ပြကျွန်တော်ပြပြပေးရဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေ application တင်လို့မရဘူးဆိုရင်ကိုဖုန်းမှာ32 bit 64 bit အရင်စစ်ပြီးမှာပဲ install လေးတင်စီခြင်းနဲ့အဆင်ပြေတဲ့မိတ်ဆွေတွေလည်းကြောက်ရှိမှလာပြီးတော့မေးလို့ရပါတယ်နော်